အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မအခုပြောပြပေးမယ့်စာအုပ်လေးကတော့ငါကျိုးလို့မိရဲ့ကန်တပါမင်းမဲဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဆီယာမမင်ညူရေးသားထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။အပိုင်း1ဘယ်တော့မှပြန်မဖတ်တော့ဘူးဆက်လည်းမရေးတော့ဘူးဆိုပြီးတင်းထားခဲ့ဆုံးရှိတည်းရဲ့ဇလန်းလေးလွန်ခဲ့တဲ့14နှစ်ကရေးဖြစ်ခဲ့တဲ့နောက်ဆုံးအချက်နောက်ဆုံးစာမျက်နှာကျွန်မအတွက်နောက်ဆုံးရင်နာစရာဖြစ်ကလေးပေါ့အခန်းကျရင်ပေါက်ကနေမူးဆက်လေးယူနေရတယ်။တေးချင်းမဲကြီးရွာနေရဲ့မိုးဟာကျမကိုပါဟိုဘို့အဖော်ခေါ်နေသလိုအရင်လိုပုတ်ပုတ်ပပောင်မိုးရေရဲ့ထွက်ပြီးစိုးလိုက်ရအောင်လေကျမခြေထောက်ကအရင်လိုမဟုတ်တော့ဘူး။ကျမလူတယောက်ကိုလွမ်းနေပြီးတော့မိုးချပစ်လိုက်ချင်တယ်။ဒီစာအုပ်လေးကိုလည်းပြန်လဲခံစားချင်နေတယ်။အဲ့ဒီနေ့ကလည်းမိုးရေတဲကြီးမဲကြီးရွာနေခဲ့။အဆောင်ကိုစပြောင်းလာတော့တငယ်ချင်းယောက်ရောင်းလဲလဲနေပါပဲ။သူ့နမီကတက်တက်လွင်နေ။ကျမကတော့ငယ်လို့ပဲခေါ်ရဲ။ကျမကိုတော့ငယ်ရမီလို့ခေါ်ရဲ။ကျမနာမည်ကမြူနင်းမီ။ငယ်လေးကတငယ်ချင်းဖြစ်တာ3နှစ်လောက်ပဲရှိအောင်မယ်။ဒါပေမဲ့ငယ်ကကျမစိတ်ကိုနားလေ။မျှဝေခံစားပေးနိုင်တယ်။ကျမကိုမျက်ရည်အကြမ်းခံနေသူမျိုးကော။ကျမပြုံးနေသူ့ပါပြောရဲတဲ့။ငယ်ဟာကျမအတွက်တော့အကောင်းဆုံးတူးတဲ့တော့တငယ်ချင်းပါပဲ။မိအဲ့တော့ဘာလုပ်နေရတော့မိုးရီချိုးနေရလေ။ဟာကလေးလည်းမဟုတ်ပဲလာတော့သူများရင်မြင်ပြောနေုံပဲလာပြီးတော့ညီမကောင်းဖြစ်လိမ့်မယ်မွေးရီနဲ့တူကလေးတယောက်လိုစော်ကစားနေကြမှာကိုဖြောင်းမှဆိုလို့အခန်းထဲကနေတစူတပူပူငင်ကအော်ရီခေါ်နေခဲ့လာပြီဘာမှလည်းမသိဘူးငင်ကသူများရီချိုးလို့ကောင်းနေအောင်ဖြားမှဆိုလို့ရာတီဦးကပုံမှန်လေးမဟုတ်ပဲနေရေထက်ချိုးလာအောင်မေရေချိုးပြီးရင်လာခဲ့ခေါင်းတုပ်ပေးမယ်ဒရာယာကပြက်နေရချင်းနေအဆောင်သစ်ဆိုပေမဲ့ဘေးခန်းတွေနဲ့လည်းစကားမပြောနှစ်ယောက်တည်းပို့ကွာနေပြီးခဲ့ကြတယ်။ငယ်ကမနက်၈နာရီဆိုအလုပ်သွားတာမို့မနက်စာကိုပြင်ပြီးခဲ့။နေ့လည်စာကိုတော့နှစ်ယောက်စလုံးအပြင်မှာစားကြတယ်။ပြီးတော့ကျမကအချိန်မိုင်းအလုပ်လုပ်တာမို့ညနေ3နာရီဆိုရင်အဆောင်ကိုပြန်ရောက်သည်။ညနေစာကိုကျမကတောင်းယူရယ်။အားရင်တော့စားထိုင်ရေး။ကျမကစားရေးစီကတိတ်ဖိချင်တာကိုတောက်တကားခောက်တန်ညာတော့ဖွင့်ကြည့်လိုက်တော့ဘေးခန်းအမကြီးညီမလေးတို့ကအစ်စ်ပြောင်းလာရကြွေလားဟုတ်အမလာလီထိုင်ဆိုပြီးထိုင်ကုန်ယူပေးလိုက်ပေမဲ့စိတ်ထဲတော့ငယ်တင့်ရှူတော့မအောင်စိုးရိမ်နေတယ်နေရောက်မဟုတ်လားဟုတ်ငယ်ကအလုပ်သွားပြီညီမလေးရရောညီမကခဏနေမှသွားရမှာအချိန်မိုင်းလို့ဆိုရလေအော်ညီမတွေလားနှစ်ယောက်ကမဟုတ်ဘူးတငယ်ချင်းတွေမှအော်အင်းအမကတော့ဘာရမဟုတ်ပါဘူးဘာလေးများကိုညီရမလဲလို့အော်ရပါရဲ့ကျေးဇူးတင်ပါတယ်မရဲ့အမနာမည်ကမမောလို့ခေါ်ရဲတကူဆိုဘေးခန်းကဲဆိုတော့လမ်းခေါ်လိုက်နော်လူရာပြောတိလားကူညီပေးမယ်ဟုတ်ကဲ့မလို့ဒါပြောလိုက်ရတာသူ့မျက်လုံးတွေကိုသဘောမကျအခန်းကိုနေရာကြီးလိုက်ကြည့်ပြီးမင်းနေနေလိုက်တာများကြည့်လို့မရတော့တာနဲ့မီလောက်သွားဖို့လှုပ်လိုက်အောင်မယ်နော်အော်အေးဒါဆိုအမလည်းပြန်တော့မယ်လှုပ်ဆိုပြီးထွက်သွားတယ်ညနေရောက်တော့မီပြန်ရောက်ပြီနော်အေးရေချိုးလိုက်အောင်ငါတမင်းခူးထားမယ်ငယ်ပြီးရင်လားပူလေးစားကြမယ်ပြီးရင်ပြောစရာရှိရယ်မနက်ကလေးငယ်ဟိုဘက်ခန်းကမမော်ဆိုလာတည်တည်လားဘာလာလို့တော့ဟိုမိတ်ကီမီလာဆက်ရှူရနေမှာပေါ့မျက်လုံးကလည်းခိုင်းရဲ့နေရာဆုံးလိုက်ကြည့်ရတည်လားဘာလို့ဖွင့်ပေးလိုက်တာလဲမီးမသိဘူးလေအိမ်ရှင်လားလို့ပေါ့မဖွင့်ပေးရင်ရောကောင်းမှမလားကောင်းမကောင်းပြီနောက်ခါမဖွင့်ပေးနဲ့လာဆက်စုပြီးရောက်ွက်တဲ့အတင်းပတ်တုံမဲ့ဟာတွေအင်းမငင်ရတန်မာရဲ့ရက်ဆက်တယ်ရိုင်းဆိုင်နေလို့ထင်ရတယ်လူများကလည်းသူ့ကိုဒီလိုပဲပြောကြတယ်ကျမကတော့ငဲ့စိတ်နဲ့ငဲ့နှလုံးသားကိုတင်းနေပြီးသားမို့ဘသူတွေဘလို့ပဲပြောငဲ့ပေးမှာပဲညီရယ်ငဲ့ကိုပဲချစ်တယ်ခဲမှာကျမတိတ်သဘောကျတဲ့ပချိုင်လေးတစ်ဖက်လေးရှိရယ်ငင်ကပူလေးကျမကအရေးရှိပြီးတော့ငင်ကဖြူကျမကဖြင့်အသားညူစပင်းရှိငယ်ကကိုဝဲလေးစက်ညင်ဘက်တွေနဲ့ဆိုပေမဲ့လေတိုင်မင်ကပြောဆိုရလွယ်ညားလေဘူးရောနှခါမပြောရအောင်ဒီလိုပါပဲမျိုးမတူတဲ့စက်ညင်ဘက်တန်လိုက်တွေကပိုပြီးဆွဲနေကြရမဟုတ်လားရီမိုးချိုးစားတော့ပြီးကြတော့ပြောချင်ရှိရဲ့ဆိုဘာပြောမို့လဲငယ်ဒီနေ့အလုပ်ထဲမှာဟာဆိုပြီးအစချီလိုက်တာညားရိုက်တဲ့ချီပါပဲသူလည်းဘေးချင်းအိပ်ပျော်သွားတယ်လည်းမသိကျမလည်းဘေးချင်းအိပ်ပျော်သွားလည်းမသိ
ငယ်ဟာသူ့အလုပ်ထဲမှာအဆင်မပြေတဲ့အကြောင်းအစကလေးသာတီးလိုက်ရတယ်။မေငါအလုပ်သွားပြီနော်။ငယ်ခေါ်တန်ကြားမှာပဲလက်နိုးသွားခဲ့။မနက်စာမိုးဟင်းကားဝယ်ထားတဲ့ထမင်းနဲ့စားလိုက်နော်။မနက်ဖြန်ကြမှာမနက်စာကိုကောင်းကောင်းလေးလုပ်ပေးမယ်နော်။ဟုတ်ဂယူးဆိုင်သွားအောင်ငယ်။အော်မီးတော့မလို့မီးလောက်သွားရင်လေဆိုင်ကိုဒရိုင်ယာလေးဝင်ထားခဲ့ပြီးပါလား။အပြန်ကြမှာငယ်ဝင်ယူလိုက်မယ်လေ။အခုကဆိုင်မဖွင့်သေးလို့။ဟုတ်ကားကိန်းနောက်ကဆိုင်လေးတည်ရမဟုတ်လား။ငယ်ထွက်သွားတာကိုဝရန်နာကနေကြည့်လीညကသူရင်ဖွင့်ခဲ့သမျှကိုပြန်လေတတိရတယ်။ငယ်ကတိတ်နာဖို့ကောင်းတာ။အဆောင်ရှိမှာကားလမ်းရှိရဲ့။ကားကိတ်ကအဆောင်နဲ့မျက်စောင်းထိုးလောက်မှာလေ။ဝရန်နာကနေငယ်ကိုလှမ်းကြည့်နေမိရဲ့။ငယ်ရဲ့နေရာနောက်မှာလျှက်စစ်ပြီးစီဆိုင်ရှိရဲ့။အဲ့ဆိုင်ကသူများဆိုင်ယူနေမတူဘူး။မနက်10 နာရီကျမအလုပ်သွားချိန်လောက်မှာဆိုင်ခင်းတာ။ဘောရွှေထိုင်နေဆိုင်ထင်ပါရဲ့။ကျမအဆောင်ကနေထွက်ပြီးဆိုရင်သူကျမနောက်ကနေစပိတ်နဲ့ပါလာတယ်။ကျမကိုကြော်တက်ပြီးဆိုင်ခင်းနေ။တခါတလေတိုက်မိမလို့ဖြစ်တတ်တည်း။သူနဲ့ကျမကစကားပြောဖို့ပင်မဲ့ညီနီကြတွေ့နေကြဆိုတော့ရင်းနှီးတလူလိုရှိရဲ့။စူးလီသားကအရန်ဆောင်ရတယ်။တခါတလေအလုံးနောက်ကျတီထိပါပဲ။ကားဆောင်နေရတဲ့အချိန်တွေဆိုအငဲလိုဆိုင်ခင်းနေရဲ့အဲ့လိုကြည့်နေမိ။သူ့ပုံစံကပစိုးတူတူနဲ့အသားကမေးသည်။ခွန်းကလည်းစားသည်။သူ့ဆိုင်ကနေကျမတို့အဆောင်ရှိထိခွန်းရလာဝဲနေပူလဲအဆောင်မပါမိုးရလဲဆောင်းမပါနဲ့သူစပိန်ပေါ်ကစင်းသူ့ပစိုးနောက်မှာအကွက်တကွက်စပိန်ကိုရေမတော့ခဲ့ဦးထင်ပါရဲ့နေရိုင်းတို့ကြည့်ပြီးပြုံးနေရတာလဲအလုပ်တစ်ခုလိုပဲတခါတလေကျမကားပေါ်တက်တဲ့ထိသူဆိုင်လာမခင်းကျမလိုက်ရှာနေမိတည်း9 နာရီကျော်သွားလို့အလုံးနောက်ကျမှဆိုပြတဲ့လဲဒရိုင်ယာယူကကားဂိတ်ကိုအပြေးလောက်ထွက်လာခဲ့ဟဲဆိုင်လည်းမဖွင့်သေးဘူးအဆောင်ပေါ်ပြန်သွားထားရင်လည်းနောက်ကျနေအောင်မယ်ဆိုင်ရှိကချိန်လေးမှချိတ်ထားခဲ့လိုက်ပြီးဆိုင်ပုံမှာဖုန်းနံပါတ်ယူနေရောစူးလေခါကားရလဲလာပြီလိုက်မယ်နီယုံကားပေါ်ပြီးတက်ကကားပေါ်ရောက်မှာပဲဟယ်လိုအကိုဒီနေ့ဆိုင်ဖွင့်ပါလားဟုတ်ကဲ့ခဏနေလာမှာပါအလုံးနောက်ချနေလို့ဒရိုင်ယာကိုဆိုင်ဝမှာပဲချိတ်ထားခဲ့လိုက်တယ်ကြည့်ထားပြီနော်အပြန်ကြဝင်ယူမယ်အကိုအော်ဟုတ်ကဲ့အဲ့ဆိုဒါပဲနော်ဟုတ်သူ့အတန်မှာယောက်ျားတစ်ယောက်ရဲ့အတန်ရည်သွေးရှိရယ်ရှင်းလင်းပြတ်သားရယ်ပြီးတော့နားထောင်လို့လည်းကောင်းတယ်အလောက်ကအပြန်အခုမနက်ကဒရိုင်ယာလေးတွေ့လားဘယ်လောက်ကြလဲကြည့်အောင်ကြည့်ရသေးဘူးဟဲဘယ်လောက်ကြာမှလဲခဏပါပဲထိုင်ကုန်လေးဆွဲယူပြီးရယ်ဘလို့ဖြစ်သွားတာလဲမသိဘူးလေဟမ်အော်မီးတကယ်မသိတာ3 နှစ်ရက်သွားရနေမှာဟုတ်ပြီကိုနမြုံနဲ့ပြောနေတဲ့ပုံကချစ်စရာတိတ်ကောင်းလို့နေဖနက်တောက်ကနာရနဲ့ကျိုးဖြည့်ပြီးခဏချွတ်ထားလိုက်မိတယ်သူဒရိုင်ယာကိုဖြုတ်ပြီးဆန်းနေတဲ့အချိန်ကျမသူ့ကိုငေးကြည့်မိသွားခဲ့သူ့မှာညုံညွှရှိတယ်ပတိုင်းမွေးမုတ်စိတ်မွေးတွေလည်းအများကြီးပဲနှခမ်းတွေကကွန်းစားထားတော့ရဲပြီးဆိုနေတယ်စွတ်ကျဲအဖြူလေးဝတ်ထားတော့မို့သူ့ရဲ့ရင်ဘက်ကနတ်မောင်လာရဲ့အမွှေးရှိကြီးတွေတောင်အထင်းသားမြင်တွေ့နေရတယ်ရပြီညီမရပြီလို့အော်ဟုတ်ဆန်းပြေးလိုက်မယ်နော်တူပြောဆူဒရိုင်ယာကိုမီးပလိုက်ထိုးကသူ့ရဲ့စပင်တိုများကိုဆန်းပြနေတယ်ငေးကြည့်နေမိတာဘယ်တော့မှကြာသွားလဲမသိညီမရှင့်ရပြီနော်အော်ဟုတ်ဟိုဟာဘယ်လောက်ကြာလဲရတယ်မပြီးနဲ့တော့ဟာမဟုတ်တာရတယ်လို့အော်အဲ့ဒါဆိုလဲပြီးရောကျေးဇူးနော်ဆိုပြီးဒရိုင်ယာကိုသူ့လက်ထဲကယူကလှည့်ထွက်လာခဲ့ဆိုင်ရှိရောက်မှခြေထောက်မှာဖနက်မပါမှန်တတိထားမိခဲ့ခီဖနက်လက်ညှိုးထိုးပြလိုက်တော့ပြုံးပြုံးကြီးကြည့်နေပုံကအလုံးမင်းနှစ်လိုပဲရကောင်းလုံးလာပြန်တယ်အကြည့်ချင်းစုံလိုက်ချိန်မှာရင်ထဲမှာအတန်တစ်ခုကြားလိုက်ရတယ်ဟုတ်တယ်အဲ့အကြည့်အဲ့အပြုံးကြောင့်ကျမရင်ခုန်တက်ခဲ့သွားလိုက်အောင်မနော်သူခေါင်းသာညှိပြပြီးကျမရှက်သွားမှဆိုလို့ထင်တယ်ဘာမှဆက်မပြောပဲပြင်ကြားရှိရဆက်ပြင်းနေတယ်ဖနက်ကိုကောက်ယူပြီးစီးအောင်မစီးတော့ပဲခြာကနေလက်ထွက်လာခဲ့လိုက်တယ်သူကျမကိုကြည့်နေမှလားရင်းနေမှလားလမ်းရဲ့အပူညနေနေကြရဲ့ပူလူတွေရဲ့အကြည့်ကျမဘာမှမခံစားမိမေငယ်ရောက်ပြီရေချိုးလိုက်အောင်မီးထမင်းခူးထားနေလိုက်မယ်ဟဲ့မေးပဲစားလိုက်တော့ငယ်ပြင်မှာစားလာတယ်သူဒီနေ့လာကြွေလေဒါနဲ့ပဲတူစားလိုက်တာဖုံးဆက်မလို့ပဲငယ်ကကောင်လေးရှိရယ်သူ့ကောင်လေးနဲ့တွေ့ရရဲ့တွေ့ဆိုကျမနဲ့တူထမင်းစားလေးမရှိဘူးအဲ့ခါကျရင်ကျမစိတ်မကောင်းဖြစ်မိရယ်စိတ်မကောင်းဖြစ်ပါနဲ့မီးရယ်လာပါငယ်စားနိုင်တော့ထပ်စားလိုက်မယ်နော်
ထမင်းစားနေဒီညလာပြီဆိုတော့ဝရန်နာထွက်ထိုင်ကြမလားအေးပြက်ရပြက်ဟာလောက်ပါဝရန်နာတယောက်တည်းဆိုတော့လေမထွက်ချင်ဘူးဟာအေးပါပြီးတော့လေခဏပဲနော်ရင်းနိုင်အေးမှာအင်းမှာည9နာရီလောက်မလို့လားမသိဘူးဝရန်နာမှာငယ်နေကျမပဲရှိရတယ်ငယ်ကပူဝလာရချင်းနေသူ့ဖိုက်ကောက်ကလေးကအင်ကြီးနဲ့ပေါင်းမိကြကအတင်းထိုးထွက်နေတော့ပဲည9နာရီကျော်ဆိုတော့ပတ်ဝန်းကျင်မှာအနှင်းငယ်တိတ်ဆိတ်လျက်လင်းတို့အေးအေးရီယာကျမခန္ဓာကိုယ်ရဲ့သူတိုးဝင်အေးဆက်နေရဲ့စကားတွေပြောနေကြရင်အမှတ်မထင်လှမ်းတွေးလိုက်ရတာတခုကြောင့်ငဲ့ဟမ်ဟိုမှာကြီးကြီးလို့မီးကပိတ်လိုက်ဖွင့်လိုက်နေနော်။အော်အဲ့ဒါလျှက်စစ်ဆိုင်လေမီးဖြစ်နေလို့ဖြစ်မှာပါ။တရေချောက်နေရလားလို့။ပေါက်ရှာရှာကျမကအလွန်တရေကြောက်တတ်တယ်။ငယ်ကတရေချောက်ရင်တော့ချောက်လို့ချောက်မှမတည့်ရသူ။ကြောက်နေပါနဲ့မီးကဟိုမှာလူနှစ်ယောက်တောင်ရှိနေရဟာ။ဟမ်ကျမပူလို့တော့မျက်လုံးအပြူသားဖြစ်သွားမိ။အဲ့ဆိုင်ကကျမမြင်တွေ့နေကြလူတစ်ယောက်သာရှိရာ။အခုလူနှစ်ယောက်တဲ့ဟဲ့မေအဲ့ဆိုင်မှာလူတစ်ယောက်ပဲတွေ့ဘူးပါရဲ့ငယ်ရဲ့မျက်ရှိရလည်းမကောင်းတော့ဘူးလားမသိဘူးဟာဟာအမကြီးရဲ့အကိုကြီးရဲ့နှစ်ယောက်ဟဲ့နှစ်ယောက်ရင်းခုန်နေစင်ပါပဲမဲ့ဆိုင်ဟာမီးပိတ်သွားပြီကျမတို့ရှိရဲ့ဘက်ကိုစပိန်ကလေးတွေရှားလာခဲ့အမျိုးသမီးကအမျိုးသားရဲ့ခါးလေးကိုဖက်လျက်တွေ့လားအမှတွေ့ပြီလားဟာဟာတကယ်ပါပဲမီရဲ့ငယ်ကတော့ရေမောနေခဲ့ပြီကျမကတော့တိတ်ဆိတ်သွားခဲ့တဖြည်းဖြည်းဝေးကွာသွားတဲ့စပိန်လေးကိုငီးနေပေါ့ Morning မေအင်းအဲ့ချင်မူတူနဲ့ဖြေလိုက်မိရခုတလောလိုင်းကားပေါ်တွေမှာအလူရက်တွေများရဲ့နော်မေဂီယူဆိုင်တခုဆိုကားပေါ်ကတန်းစင်းတည်လားအဲ့မှာငင်းရောဂီယူဆိုင်မင်းကဒီနေ့မသွားဘူးကိုလက်တွေမတိတ်ချင်လို့လေဟဲဟုတ်လားနှစ်ဖူးကိုလာဆမ်းပြီးဆေးချိုတောက်ထားအောင်ညနေမှမတက်တာရင်ဆေးကန်းသွားကြမယ်အပြန်ပါဝယ်ခဲ့ရမလဲဘာစားကြင်လဲဟဲ့အေးရရဲငေးဆေးတောက်ပြီးအေးလိုက်မယ်တက်တာသွားမှာပါအဲ့မှာတက်တာအဲ့ဆိုလဲသွားရမယ်နော်ဟုတ်ဂီယူဆိုင်တော့ငယ်ကားပေါ်မှာအဲ့မှာမီမနက်စာထမင်းထစားပြီးဝရန်နာမှာလမ်းကနားလျှောက်နေရောအကိုဆိုင်ဘက်ကိုကြည့်မိလိုက်တော့ဆိုင်ရမဖွင့်သေးကျမ်းမြင်ဟာနေပူနေရဒါပေမဲ့ချွန်ရစ်တွေကမရွေ့အကိုအလာကိုစောင့်ကြင်မုံရရခဏအကြာကားလက်တစ်ဖက်မှာအကိုစပိန်ငင်းလာတာကိုတွေးလိုက်ရတယ်ကျမသူ့ကိုကြည့်နေတယ်လို့သူလည်းကျမကိုကြည့်နေမှာပါပဲအကိုစပိန်နောက်မှာကုံငင်ကိုင်းတခဏလေးအတွင်စပိန်ကဂျိုင်းခွက်ထဲကိုတစ်ချက်ချော်သွားတော့ကျမရင်နဲ့ထိတ်ကနေလန့်သွားမိအကူကစပိန်ကိုဘေးချရက်လိုက်ပြီးကျမကိုလှမ်းပြုံးပြသေးတာအဆောင်ရှိကကွင်းရဆိုင်ထိစပိန်တွန်းလာပြီးကွင်းဝဲကစပိန်ကလေးကိုပြန်နှင်းသွားတယ်သူပြောင်းပြလိုက်တဲ့အချိန်ကျမရင်ထဲကကန့်ကြီးနေလေးပြပေါင်းများစွာတစ်ဖက်ပြန်လှုပ်ရှားပြန်ဝဲကုန်ကြတယ်အကြောင်းမရှိအကြောင်းရှာဝရဏမှာကျမအလုရှုံနေပြီးစေးတောက်ကိုလည်းမိနေတယ်ကျမလိုပဲသူလည်းဆိုင်ရှိထွက်ပြီးဟိုရှာဒီရှာနေပါပဲ။အော်ဒရိုင်ယာဟုတ်ပြီ။နေရနဲ့တစ်ချက်ထူလိုက်တယ်။ပြန်ဖွင့်ကြည့်လိုက်တော့ဆက်ကလည်းလင်းနေသေးတယ်။နောက်ထပ်၄-၅ချက်ထပ်ဆင့်ကခါပြီးထပ်ထူပြလိုက်တော့အထဲကတခုပြုတ်သွားတယ်ထင်ပါရဲ့။တစ်ချက်မြည်နေတယ်။ကျမအပြေးဆင်းသွားပြီးအကိုပြက်သွားလို့ဆိုပြီးဒရိုင်ယာလေးထောင်ပြလိုက်တော့သူပြုံးသွားတယ်။စောင့်ယူသွားမှလား။ဟုတ်အကိုတမင်ဖြက်လာတာတော့မဟုတ်ပါဘူးနော်။ဖြက်စီရလားအကိုကလည်းဝယ်ရများထင်နေတာခတ်တယ်ပေါ့ဟာမဟုတ်ပါဘူးဆိုဟာဟာသူအတန်ထွက်ရေမောသွားတယ်ပြီးတော့ကျမကဘလောက်ကြလဲဟဲ့မပြီးနေရရဲ့ကျေးဇူးပါကိုတန်ပြေးထွက်လာခဲ့နောက်ကိုတစ်ချက်မှလှည့်မကြည့်အဆောင်ဝဲဒါရောက်မှနောက်ကိုတစ်ချက်မှလှည့်မကြည့်အဆောင်ဝရောက်မှမိဖာသွားဝယ်ရလေဒရန်ရသွားပြင်တာမိသုံးနေထပ်ပြီးရက်သွားလို့အင်းမာလားမိကြိုက်တဲ့တံပေါက်ပါချစ်ပြီးမှညာရဲလို့ကျမနဲ့ငယ်ကဝမ်နာမှာထွက်စကားပြောဖြစ်ကြတယ်ငယ်မထိုင်ရင်လေကျမတယောက်တည်းပဲတွားထိုင်နေခဲ့ကျမတို့နှစ်ယောက်ရှိကဖြတ်သွားတဲ့စပိန်လေးဟာလေတခါတလေတယောက်တည်းတခါတလေနှစ်ယောက်အမျိုးသမီးကအမျိုးသားရဲ့ခါကိုတင်းတင်းကြီးကြပ်ဖတ်ထားပြီးစပိန်ပေါ်မှာပါသွားတဲ့နေပြီဆိုကျမရင်ထဲမှာစူးရီစိုက်နေရလားနာကျင်ခဲ့ရပြန်နေပြန်တန်းနေရလေးပြငယ်လေးတွေလည်းစူးရီထိကုန်ကြတယ်စာရေးမင်းဆိုပြီးအလုပ်လည်းမသွားပဲအခန်းထဲပဲအောင်းနေခဲ့မိရဲ့ငင်ကတော့ကျမတို့မနက်စာလုပ်ပေးပြီးအလုပ်သွားရှာပြီမနက်စာစားပြီးဝရနာကိုထွက်ကလမ်းလျှောက်နေမိရဲ့အကိုဆိုင်ကိုကြည့်လိုက်တော့အချိန်က12နာရီကျော်နေဆိုင်ကမဖွင့်သေးဘူးဟယ်လိုအကို
ပစ္စည်းဝယ်ခြင်းလို့လေဆိုင်မဖွင့်သေးရလားဟုတ်ခဏနေမှာထွက်လာမှာဘာဝယ်မလို့လဲအရေးကြီးလားအရေးမကြီးပါဘူးရရဲ့ကိုမီးဖလက်ကောင်းလေးဝယ်ခြင်းလို့ခဏနေမှာလာခဲ့နော်ဟုတ်အင်းဒါပဲနော်အကူဟုတ်တိတ်မကြအကူဆိုင်လောက်ဖွင့်နေနောက်ကလိုက်သွားပြီမီးဖလက်ကောင်းတစ်ခုအော်ခုနကဖုန်းဆက်တာမင်းလားဟုတ်ခဏနော်ဆိုင်ဖွင့်အောင်မယ်ဟုတ် dryer ရောပြတ်သေးလားပြုံးရည်ကသူမေးရဟဲ့မပြတ်တော့ဘူးကိုဒီလိုနဲ့ကျမဟာအကြောင်းမရှိအကြောင်းရှာဈေးသွားဝယ်ပြီးမီးဖလက်ကောင်းများလဲကျမစီမှာပုံအောလို့ပါပဲကွဲစရာမရှိရင်လဲဝရန်တာမှာသူ့ကိုထွက်ငေးမောမိနေရသူ့ဖုန်းနံပါတ်လေးကိုလည်းအမည်မသိပေမဲ့ကွန်းတက်ရဲ့မီဒီပုံလေးနဲ့မှတ်ထားလိုက်တယ်အပိုင်းနဲ့အချစ်ဟာအီးမြလောက်နာကျင်ရ၏ကျမအဲ့နေရအကိုဆိုင်မှာမရှိပေမဲ့ပစ္စည်းတစ်ခုကိုမေးလိုက်ပြီအကို Fiverr သုံးလားမေပုံပို့ပေးလိုက်မယ်အဲ့ဒါလေးလိုချင်လို့မှာပေးပါလားရရမဟုတ်လားအရေးကြီးနေလို့လေပို့လိုက်လေသူ့စကားကလူရင်းတူရှင်ပြတ်သားလာတယ်ဟိုင်းအကိုမေးပါပစ္စည်းမှာထားတာလေဒါလေးအကိုဈေးတွေရောစိုက်တွေရောတီးကျင်လို့မီးဝိုင်းပုံစံလေးပို့ပေးထားလိုက်တယ်အကိုက Viber တိတ်မတုံးဖြစ်ဘူးထင်တယ်ကျမစာပို့ပြီး2ရက်လောက်ကြာမှပြန်စာလာတယ်ရှာပေးမယ်ရှာမရရင်သွားပေးမယ်အကောင်းပြောနေတာအကိုစမနေနဲ့ကိုလည်းအကောင်းပြောနေရပါကျေးဇူးပါရှာပေးမယ်ဆိုရင်လေကျမအလုပ်သွားချိန်တိုင်းအကိုကိုပုံမှန်တွေ့ရတယ်အလောက်ကပြင်ချိန်တွေမှာလည်းအကိုဆိုင်ရှိရပဲဖဲလျှောက်ခဲ့မိတခါတလေမျိုးသမီးတို့ကအကိုနဲ့ရှင်တွေ့ရတယ်ထမင်းတူစားနေပြီးရေရမုံစကားပြောနေကြတယ်အဲ့ဒီအခိုက်အတန့်တွေဟာအသက်ပါပျောက်သွားနိုင်ပါတယ်အဲ့ဒီအမျိုးသမီးကဘာတူလဲရေလည်းမသိအကိုနဲ့ဘာတော်တယ်လဲတီချာလည်းမသိဘာကြောင့်မို့အတူရှိနေရလဲတစုံတစမှတိကျသိချင်လာမိရဲ့အဲ့ညကဝရဏမှာအတူထိုင်နေငဲ့ကိုငဲ့မေလေးလူတယောက်ကိုချစ်မိနေပြီချင်တယ်ဟဲဘာတူလဲမေပြောရင်ငယ်စိတ်ဆိုးမှလားဘာလို့လဲဘာတူမို့လို့လဲမေခုနောက်ပိုင်းဝရဏကိုထွက်ထိုင်နေရဘာလို့လဲတိလားတတိယထားမိပါတယ်ဒါပေမဲ့လေကြီးခံရင်လို့ပဲထင်တာအဲ့ဒီချိန်မှာစပိန်ကလေးဟာကျမတို့ရှိရာဘက်ကိုတဖြည်းဖြည်းလာနေခဲ့သူပေါ့ငယ်မေသူ့ကိုချစ်မိနေပြီထင်တယ်ဟာမေရဲ့ငေါ့လာနောက်ဆမ်းမနဲ့ရုတ်တည်ကြီးနဲ့တော်စမ်းမှာဟာမဟုတ်ဘူးငယ်မေတကယ်ပြောနေတာမေသူ့ဖုန်းနံပါတ်ကိုသိရဲ့ Viber မှာလဲစကားပြောဘူးရဲ့အကြောင်းမရှိပဲလဲသူ့ဆိုင်ကိုဈေးသွားဝယ်မိနေတာမီးပလက်ကောင်းတွေလေဇီယုံမမနောက်ဆမ်းမနဲ့မေရဲ့အခန်းထဲပြေးဝင်ပြီးမီးဖလက်ခေါင်းတွေနဲ့ခေါင်းအောက်ကဆောက်ကလေးကိုယူကဒီမှာကြည့်ငယ်မီးမညာဘူးဆောက်လေးယူကငယ်အစာပိုင်းလေးဖက်လိုက်ပြီမလောက်ပါနဲ့သူ့မှာမီးမိုက်ရှိရတင်နေမီးနာကျင်ရလိမ့်မယ်သူလူလို့ဆိုရင်တော့တော်သေးရဲ့ကိုကဘာမှမသိဘူးပြီးတော့ तू ကမီးကြိုက်တဲ့ပုံစံမဟုတ်ဘူးလေဒီလောက်တတီလန်းနေရဟောင်းအချစ်ကပိုက်ချကန်းတက်ထားလို့မမီးရငယ်သူ့မှာမျိုးသမီးရှိနေမယ်ဆိုရင်တော့ဒီအချစ်ကိုမီးတမင်လောက်ယူခဲ့တာမဟုတ်ဘူးလေနှလုံးသားရဲ့စီရအတိုင်းမချစ်ခဲ့တာချစ်မိသွားခဲ့တာပြဿနာတွေဖြစ်လာရင်မီးအရှက်ဒုက္ခရောက်လိမ့်မယ်တက်တွေ့ရမရှိသားမှနဲ့ရှေ့ဆက်မတိုးနဲ့အရင်ဆုံးတေချာအောင်လေ့လာကြမယ်နော်ကြောက်နေရင်လေရှေ့ဆက်တိုးနေတာရုံးလီနေလီဆိုတာတွေကအချစ်ရဲ့သဘောတရားတွေပဲလေအကွဲလာတဲ့နှလုံးသားနဲ့တူငြင်းရီကြရင်အတန်တွေကတိမ်သွားခဲ့ငြင်းရီကြရင်အတန်တွေကတိမ်ဝင်သွားခဲ့နှစ်ယောက်လုံးတိတ်ဆိတ်လျက်ငိုဝိုင်းနဲ့မိရဲ့ကျမတို့တော့အဲ့ရည်ကျမအိတ်နေအောင်ငယ်ထိုင်ကြည့်နေပုံရတယ်ဟေးငယ်အလုံးသွားလားစိတ်မပါလို့မေငယ်စဉ်းစားနေရအဆောင်ပြောင်းမလားလို့ကျမထထိုင်လိုက်ပြီးဘာလို့လဲငယ်ညကငယ်အိမ်ကိုပြောစာအုပ်ကိုဆက်ဖက်လိုက်တယ်တကယ်ပါမင်းကိုမနာကျင်စေချင်ဘူးငယ်ရီမကြစေချင်ဘူးမင်းလိုမင်းလေးကကြိုက်တဲ့ကောင်ရွေးယူလို့ရပါတယ်ပြီးတော့ तू ကမိကြိုက်တဲ့ပုံစံလည်းမဟုတ်ဖေနဲ့ဟုတ်ပါတယ်ဒါပေမဲ့မင်းစိတ်မှာသူ့ကိုမှတတိယရှိနေတာသူ့ကိုမှဆွဲလန်းနေရငယ်အဲ့ဒါကြောင့်ပြောတာအဆောင်ပြောင်းမယ်လို့မြင်နေရရင်ပိုပြီးဆွဲလန်းသွားလိမ့်မယ်ဘာမှမစခင်ဘာမှမဖြစ်ခင်တော့မိတလောက်နာနာကျင်ကျင်ဖြစ်နေရငြင်းရီကြရဒီကငယ်တို့ထင်တယ်လို့သာအမျိုးသမီးရှိရဆိုသွားပြီမိသူ့ကိုချစ်မိနေပြီပြီးတော့ငယ်ပြောဖို့ရလေအချစ်ဟာပျော်ရွှင်မှုနိုင်ကျင်မှုဝေးခွာမှုတွေနဲ့တွန်တွဲနေရဆိုမဟုတ်ဘူးမိတော်ဝါတော့ငယ်ဒီနေ့အပြင်သွားရအောင်လေနော်သွားချင်လို့လားစိတ်ပြေလက်ပြောက်ပါငငိုပါနဲ့တော့ငယ်
ရည်ရည်များတုတ်ကချက်ချင်းစကားကိုဖျက်ပြောရည်ရည်များတုတ်ကချက်ချင်းစကားကိုဖျက်ပြောပြန်နေမင်းကိုလိုက်နေရလို့ရှိရလေအစဉ်ပြေမဲ့တယောက်ကိုတွဲကြည့်ပါလားအပြင်းပြေလက်ခံစကားပြောကြည့်ပါလားဟဲ့အင်းကိုစိတ်ပျော်ဖို့တခုရဲနဲ့သူများကိုမကစားချင်ပါဘူးငယ်မဟုတ်ဘူးလေမင်းငယ်ပြောတာတော်ပါတော့ငယ်မင်းကိုအဲ့လိုတွေအတင်းချက်ပြောနေတာမင်းတကယ်မကြိုက်တော့ဘူးမေငယ်ကိုအဲ့လိုတခါမှမပြောဘူးနော်မဟုတ်ပါဘူးငယ်အဲ့ဒါဟိုကောင်ကြောင့်ဒင်းမွေလို့ငယ်အဲ့လိုတွေမပြောပါနဲ့ကွာပြောချင်မေကိုပြောပါသူကအေးစေးပဲကိုကပဲကိုနှလုံးသားကပဲဖြစ်နေရငယ်နှစ်ယောက်လုံးဂရင်းဘော်ကိုကြောခိုင်းတာငုံမိကြပြန်နေအေးနောင်ငယ်ကအခုဆိုင်ရှိကတော့ဖြတ်မသွားတော့ဘူးကျမမေးဖြောက်ဖို့ရသူ့ရဲ့အတီပေါင်းများစွာနဲ့မိတ်ဆက်ပေးရကျမကတော့အကိုကိုပဲတတိယနေခဲ့တစားအကိုနဲ့ကျမဟာစကားတွေပြောဖြစ်ခဲ့ကြတယ်တခါတလေဖုန်းခေါ်ရဲတနေ့တစ်ခါမကနှစ်ခါမကပြောနေဝယ်သူလာလို့ချလိုက်ရပြန်ခေါ်ရနေပဲဘာမှထွေထူးတယောက်ကိုတယောက်မပြောကြပေမဲ့တူဖုန်းဆက်တယ်၊ကြိုင်နေတခါတလေကျမဆက်တယ်တယောက်ကြောင့်တယောက်ပြောရဲဒါတော့ပါပဲအိမ်ညာအကိုစီကဖုန်းဝင်လာတယ်ငယ်တိမှဆိုလို့ဝရန်နာမှာဖုန်းထွက်ပြောရဲဒါပေမဲ့ငယ်ကြည့်နေပုံကအကိုဆိုတာတိနေပုံရတယ်အိမ်ညာမှာတိကြအကိုနှုတ်ခါထွက်လာတဲ့စကားကို့အသက်ဘယ်လောက်ရှိပြီထင်လဲ28 29ဟေးဟုတ်လား34နှစ်ကျော်35နှစ်ချဲဝင်နေပြီကွပြီးတော့မင်းသိချင်လဲသိလိုက်မယ်မသိရသေးရင်လည်းအခုပြောပြကို့မှာမျိုးသမီးရှိရအိမ်နောက်တက်တန်း10နှစ်ကျော်ပြီလေနိုင်ခါလိုက်ခေါင်းတွေပူထူသွားပြီအကိုဘာဆက်ပြောနေတယ်လဲကျွန်မမကြားရတော့ရင်းနဲ့မီးများထလောင်တော့မယ်လားငါမှားပြီဆိုရက်အနောက်ကတတိပေးတယ်ရင်မထဲကစညံတန်များရုံးထွေးနေရဲ့ညာရဲ့တိတ်ဆိတ်အေးဆက်မှုတွေတောင်ကျမရင်ထဲကအပူတန်စညံတန်ကြီးကိုဆွမ်းမှုမသွားနိုင်ခဲ့နှက်ခမ်းကိုလက်နဲ့ပိတ်ကမြင်းရင်များကြိုင်အမောင်ထဲရှက်တန်ရေးရဲ့သာထွက်ပေါ်နေခဲ့တညာလုံးဝရဏမှာထိုင်နေခဲ့ပြီးမနေ့4နာရီမှာငဲ့အတွက်ထမင်းထုတ်ထလုပ်ပြီးနေချိန်ဟဲအစောကြီးနိုးနေရလားမေဟုတ်လို့လားမေရဲ့ညရမအိတ်တာလိုက်ညကွင်းတွေလည်းညိုးလို့ဟုတ်ပါဘူးအိတ်ပါတယ်စိတ်ကူးပေါက်တာနဲ့ငဲ့အတွက်ထမင်းထုတ်ထလုပ်ပြီးနေရမကျေးဇူးတော်မီငယ်ရီချိုးမယ်ခဏနေရောဝရဏကဆောင်ကိုယူလာပြီးပြောတော့အိတ်တယ်ဆိုမအိတ်လိုက်တာမေဟုတ်တယ်ဆိုဆောင်ယူပြီးပဲအိတ်လိုက်တာတရေချောက်တဲ့သူကအိတ်တယ်ဘယ်တော့အဲ့လိုအိတ်ဖူးလို့လဲမညာပါနဲ့မေရဲ့မေအိတ်မရလို့ပါမေရလေကွာထားပါငယ်ငါမနဲ့ဆာတော့အလုတ်သွားတဲ့အထိငယ်မျက်နှာမကောင်းနှုတ်လည်းမဆက်သွားအောင်9နာရီလောက်ကြာကျမအလုတ်သွားဖို့ပြင်ဆင်ပြီ9နာရီလောက်ကြာကျမအလုတ်သွားဖို့ပြင်ဆင်ပြီးအိမ်ကအထွက်သတိကက်ခဲ့အကူကအမျိုးသမီးရှိရဆိုပြီးတော့ကားဂိမ်မှာကားဆောင်ရင်တစ်ချက်အကိုကိုခိုးကြည့်နေမိပြန်နေအကိုကလည်းကျမကိုကြည့်နေအောင်မို့အကြည့်ချင်းဆုံသွားချိန်မှာတောက်နေတဲ့ပဲနိုဘူးကိုတောင်းမလားဆိုတဲ့ပုံစံနဲ့မြောက်ပြကျမကခေါင်းရမ်းပြလိုက်တယ်ဒီရောညပါအုံနောက်နဲ့နှလုံးသားအပြိုင်ဆုံးဖြတ်နေရပြီးသတိတရားထားလိုက်ပျက်စီးသွားလိုက်နဲ့ကျမပြားများနေခဲ့အကိုအင်းလို့မထူးနဲ့ဖျားလို့ထူအကိုဖျားမေကိုခုလိုပြောနေဖို့မတင်တော့ဘူးထင်တယ်နော်အကိုမျိုးသမီးမရှိဘူးလားမရှိရဲ့ချိန်ဆက်တာဘောကွာအကိုဆိုင်ကနေမေကိုမြင်ရလားမြင်ရတယ်ကိုမြင်လှမ်းကြည့်ရယ်မြင်လဲကိုကိုကြည့်မယ်လို့ကိုထင်တယ်မညာပါဘူးမေအလောကအချိန်ပိုင်း10နာရီကနေ3နာရီရှိပဲလေဆိုတော့ဝရန်နာမှာထိုင်နေအကိုကိုမြင်နေရတယ်ဘာရမဟုတ်ပါဘူးထိုင်ကိုချိပြနေရဆိုပြီးပုံဝင်လင်းဝင်ခံလိုက်တယ်စကားပြောနေကြရင်အကိုကလွန်ခဲ့တဲ့10နှစ်တုန်းကမင်းဘယ်ရောက်နေခဲ့ရလဲဒီစကားကသူ့ရဲ့နေမှာရှိရဲ့အရာရာတိုင်းကိုကျမစိတ်ထဲကိုရအောင်ပို့ပေးနိုင်ခဲ့တခါတလေမင်းကိုကိုသတိရတယ်ဒါပေမဲ့မင်းကိုနင့်နာပါစေထိခိုက်ပါစေဆိုရယ်ရည်ရွယ်ချက်မရှိဘူးဘာကြောင့်ကြည့်နေမိရလဲဘာကြောင့်သတိရနေရလဲကိုမသိဘူးအကိုစကားအဆုံးမှာနှစ်ယောက်လုံးတိတ်ဆိတ်လို့အကိုနဲ့ကျမဖုန်းပြောတဲ့အချိန်တွေကည10နာရီအကိုနဲ့ကျမဖုန်းပြောတဲ့အချိန်တွေကည12နာရီ1နာရီတခါတလေ2နာရီထိကျမကအိမ်ရင်မက်တဲ့သူမို့ညဘက်အစောကြီးအိတ်တယ်အကိုစီကစားရဲ့ဝင်တန်ကြရင်တီးနိုးလဲစိတ်မှာရွှင်လန်းနေရော
ကျမရဲ့အိတ်ကောင်းတဲ့အချိန်တွေကိုအကိုအတန်နဲ့လဲခဲ့တယ်။မေအပြင်မှာအရန်အီးရဲ့အထဲဝင်ပြောပါလား။ရရင်ငယ်ကဆောင်ယူပြီးကျမခန္ဓာကိုယ်ပတ်ပြီးသွားတယ်။တလောကလုံးကိုမေ့ပြီးရင်ထဲမှာကဲ့ညိနေတဲ့လိပ်ပြာပေါင်းများစွာပြန်ဝဲနေရယ်ပေါ်ပါနေရယ်ပြီးတော့ပျော်ရွှင်နေရယ်အကိုအတန်ကိုကြားရတာနဲ့ကျမကပါအရာရာပြည့်စုံနေခဲ့နှလုံးကသာအနိုင်ရနေခဲ့ပြီးဒီလိုနဲ့3ရက်4ရက်5ရက်6ရက်အကိုမှပြောချင်ရှိလိုက်ကျမအမေရဲ့အစုံအချစ်ဆိုတာမပြောလဲတိနိုင်နဲ့ဒါပေမဲ့ကျမစကားမဆက်ခင်မှာပဲကိုမင်းကိုချစ်တယ်တကယ်အရန်ချစ်တယ်မေအတန်ဟာအစောကထပ်ပိုတိုးသွားတယ်ဘာလို့တိုးလေးပြောရလဲကိုအဲ့လိုတိုးပြီးပြောရင်ရင်ထဲပိုရောက်တယ်တစ်ချက်ပြောလိုက်မိတယ်ရင်ထဲလေးနှွေးထွေးသွားတယ်အဲ့ဒီစကားတွေကဖြူစင်ပါတယ်လို့ကိုမပြောထွက်ပါဘူးဒါပေမဲ့မင်းကိုမနာကျင်စေခြင်းမူဒါကိုတော့ယုံပါပြီးတော့မင်းချစ်မချစ်ကိုနှလုံးသားထဲမှာတော့မင်းကိုတည်းတည်းချစ်သွားမှာပါပဲဘယ်လိုများပြောလိုက်ကြလဲအကူရဲ့ချစ်တာပေါ့မိသိချစ်တာပေါ့ဒီအချိန်မှာအချစ်ကိုချစ်တယ်လို့ကျမအယိုးသားဆုံးဖွင့်ပြောခဲ့ဘာစီဘာဖောင်နဲ့မှအချစ်ကိုမတိုင်းထွာခဲ့ဘာမီမှလည်းမတက်ခဲ့ဘူးကိုမင်းပုံမတရားရကြနေမလားဘာလို့လဲအကူကိုမင်းကိုဒီတိုင်းလေးပဲရှိလေခြင်းနဲ့ကျမကပုံမှန်လေးပဲပြန်ပြောလိုက်တယ်ကိုတကယ်လေးချစ်တယ်ကိုကလည်းပြန်သဘောကျနိုင်တယ်ဘဝကိုဖူးဖူးလုံလုံထားနိုင်နေယူရမှာမယ်ကိုမဖြစ်နိုင်တဲ့တစုံတစ်ယောက်ကိုရင်ထဲမှာထားပြီးလွမ်းမယ်ဖြစ်နိုင်တဲ့တစုံတစ်ယောက်ကိုအနောက်မှာထားပြီးပါရမီဖြည့်မယ်ဘဝတွေကဒီလိုပဲရှင်နိုင်ကြရတာမဟုတ်လားကိုရဲ့မင်းစင်ပြေရင်ကိုကြည်နဲ့ပါရဲ့ပျော်အောင်နေပါကလေးရဲ့ကိုကတော့မင်းကိုအမြဲတည်းရနေမှာပြီးတော့ဆက်ချစ်သွားမှာပါအသက်ရှူတမ်းများရဲ့တိုက်နဲ့တိုင်အောင်မုန်းချက်ခဲ့ရတယ်မျက်ရည်တွေပါးပြင်ပေါ်ကျဆင်းလာပြီးကျမတီးလိုက်ရတယ်အချစ်ဆိုတာဒီများလောက်နာကျင်ရ၏